မင်္ဂလာပါရှင်ဒီနေ့မှာတော့ CA Education Center ကနေသားမမီးလေးတွေအတွက်နွေရာသီကျောင်းပတ်ရေးလေးမှာတက်ရောက်လို့ရမယ် class လေးတွေအကြောင်းကိုအမေးဖြေလေးလုပ်ပေးသွားမှာဖြစ်ပါတယ်ရှင် CA Education Center မှာဆိုလို့ရှိရင်သားမမီးလေးတွေအတွက်ဘယ်လိုတင်တိုင်းလေးဖွင့်ထားရလဲရှင်ကဲ CA Education Center မှာဆိုလို့ရှိရင်သားမမီးလေးတွေအတွက်နွေရာသီကိုအင်္ဂလိပ်စာအပြင်တရုတ်စာလေးသင်လို့ရအောင်အတွက်အတန်းလေးတွေကိုဖွင့်လှစ်ပေးထားပါပြီရှင်ကလေးတွေအတွက်ဆိုတော့ဘယ်တဲ့ရွယ်ကနေစပြီးတက်ရောက်နိုင်တာလဲရှင်CA Education Center ကနေနေရာဒီတင်တန်းလေးကိုတော့အသက်9နှစ်ကနေ14နှစ်အရွယ်ကလေးတွေအထိတက်ရောက်နိုင်ပါတယ်ရှင်ဒီ Summer Class တက်ရင်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲရှင်Summer Class ရဲ့အကျိုးကျေးဇူးတွေကတော့ language နှစ်ခုစလုံးကိုအခြေခံပိုင်းနိုင်မှာဖြစ်ပါတယ်ရှင်။ဘာသာစကားတွေသင်ကြားတဲ့အခါမှာမကြောက်တော့ပဲစိတ်ဝင်စားနဲ့သင်ကြားလာနိုင်မှာဖြစ်ပါတယ်ရှင်။ဒါအပြင်ကလေးတွေဖြစ်တဲ့အတွေ့အကြုံတငယ်ချင်းတွေနဲ့အတူတူဖြည့်ဆရာကလေးတွေထပ်ပြီးသင်ကြားပေးတဲ့အတွက်ကြောင့်လည်း communication skill တွေလည်းကောင်းလာမှာဖြစ်ပါတယ်ရှင်။ဒါဆိုသင်တန်းကာလကဘယ်လောက်ကြာမှာလဲရှင်။နေရာဒီတင်တဲ့ကာလမှာကလေးတွေမပင်ပန်းအောင်အတွက်တပတ်၄ရက်ကိုတင်တဲ့ကာလ2လနဲ့တပတ်2ရက်ကိုတင်တဲ့ကာလ3လဆိုပြီးတော့စီစဉ်ပြီးတင် जा ပေးထားတာဖြစ်ပါတယ်ရှင်။တင်တဲ့မှာကလေးပညာလက်ခံတော့မှလည်းရှင်။ကလေးတူချင်းစီကိုအာရုံစိုက်ပြီးတင် जा လို့ရအောင်အတွက်အတန်းကိုကလေးအရေးအတွက်10ယောက်ကတ်တန်ပြီးတော့တင် जा ပေးသွားမှာဖြစ်ပါတယ်ရှင်။ကလေးတယောက်တည်းတည်တဲ့ဆိုရင်ရောတင်ပေးလားရှင်။โอเคတင်ပေးပါတယ်ရှင်ဆရာနဲ့တင်တန်းသား2ယောက်တည်းတင်လို့ရတယ်1-on-1 class အပြင်မောင်နှမ2ယောက်တက်ရှင်တာပဲဖြစ်စေတငယ်ချင်း2ယောက်တက်ရှင်တာပဲဖြစ်စေတင်စားလို့ရတယ်2-on-1 class ရဲ့3-on-1 class ရဲ့တင်ပေးပါတယ်ရှင်ဖေမေမေတို့ဒီတင်တန်းကိုရွေးချယ်တဲ့အကြောင်းပြချက်ကဘာလဲရှင်โอเคရှင်ဖေဖေမေတို့ဘာကြောင့်ဒီတဲ့တဲ့ကိုရွေးချယ်တင်လဲဆိုတာကတော့ကလေးလေးတွေကိုဒီတဲ့ထဲမှာတက်အရွယ်လိုက်ခွေးချတင် जा ပေးတာပဲဖြစ်ပါတယ်ရှင်ဒါအပြင်အရေးချင်းပြမိတဲ့ဆရာတွေကကလေးလေးတွေကိုအခြေခံကနေပိုင်နိုင်အောင်စနစ်တကျတင် जा ပေးတာဖြစ်လို့ဖြစ်ပါတယ်ရှင်ပြီးတော့လုံခြုံစိတ်ချရတဲ့ရုံးလေးဖြစ်တဲ့အတွေ့အကြုံဘာသာစကားသင်ကြားဖို့အတွက် CA Education Center ကိုပြည်နေတို့ကရွေးချယ်တင်ပါတယ်ရှင်။ကိုရင်လာရောက်စုံစမ်းရှိသူလေးတွေအတွက် CA Education Center ရဲ့တောင်းကလာပါကျောင်းခွဲလက်စာလေးကတော့လမ်းတစ်ခွန်ကိုခောက်ခွဲဒုတိယထပ်တတုမာလန်ဘိုတောင်းကလာပါမြို့နယ်တောင်းကလာပါဖျားရှိပဲဖြစ်ပါတယ်ရှင်။အသေးစိတ်သိရှိလို့ရဆိုရင်တော့39ကိုခွန်ခွန်3ခွန်230 60ကိုဆက်သွယ်မြင်နိုင်ပါတယ်ရှင်။ထိုင်တဲ့ campus လိပ်စာကတော့ MS66 68B ဒုတိယထပ်ဆိုင်းကြီး6လမ်းလဲတန်းကဘာမြို့နယ်ဖြစ်ပြီးအသေးစိတ်သိရှိလို့ပါက page messenger သို့မဟုတ်ဖုန်း3996 9610 1000တို့ဆက်သွယ်မြင်နိုင်ပါတယ်ရှင်။